So 1988က Retinol Eye Cream ပေါ့နော်ဟိုတနေ့က Eye Cream လိမ်ရမယ်ဆိုတဲ့ဗီဒီယိုလေးတင်လိုက်တော့ဒီ Eye Cream လေးကို review လုပ်ပေးပါဆိုပြီးလာတောင်းတယ်ဒါကဟဲ့လား PR gift ရထားတာပေါ့နော် personally ဟဲ့လားကဘယ်က Eye Cream သုံးလဲဆိုတော့ဒီ Dr. Eldia ကဒီ Dr. Eldia ဒီစိတ်က Eye Cream ပုံမှန်သုံးတယ်ပေါ့နော်ဒါပေမဲ့ဒီဟာ PR gift ရရင်လည်းစမ်းသုံးချီတာသူက retinol ပါတယ်အဲ့တော့သူကဒါမဲ့ daily သုံးလို့ရတယ် retinol person နဲ့ပေါ့နော်အဲ့တော့ဒီဟာကို PR ရရင်လည်းစမ်းသုံးကြည့်ရောအဆင်ပြေရဘာလို့လဲဆိုတော့ဟိုရက်ပိုင်းနေရလေမျက်ကွင်းကြီးကအဲ့လိုမွဲပြီးတော့အဲ့လိုမျက်ကွင်းညိုတာအရန်တိတာကွာစပင်းအယောင်လဲဆိုးထားတော့အခုကဒီဟာစမ်းPR gift ရတော့ content ရလေရတော့အဲ့မှာနှစ်ပတ်စမ်းသုံးကြည့်ရောနှစ်ပတ်နဲ့တော်တော်တိတာတော့ဒါလေးကိုစမ်းသုံးကြည့်ရဈေးလဲတိတ်မဆိုးအခုဒီဈေးကွက်ထဲမှာဆိုရင်ဟလာလိုက်ကြည့်ရဒေါ်လာ20လောက်ပဲရှိရမြန်မာငွေနဲ့တော့မသိဘူးပေါ့နော်မြန်မာငွေနဲ့တော့အခုဒေါ်လာကို3900 4000လောက်တော့ရှိရတော့အဲ့တော့ဒီဟာကဒီ retinol ပါတယ်သူက daily တောင်းလို့ရတဲ့ retinol လို့မျိုးသူကဘယ်လိုပြောရမလဲသူက fine retinol ကကြောက်လို့မျိုး fine line နေမျိုးဒီလိုမျိုး lifting လုပ်ပေးရကွာအရေးအကြောင်းနေပြောင်းလုပ်ပေးရအဲ့လိုမျိုး retinol လို့ခေါ်တယ်သူကဒီဟာ percent နည်းနည်းလေး retinol ထည့်ပေးထားတော့အဲ့လိုမျိုးဟို fine line အတွက်လည်းအဆင်ပြေတယ်အဓိကဟလာတို့လိုမျက်မှန်ပါဝါထူတဲ့သမားတွေဆိုလို့ရှိရင်ဒီမျက်ကွင်းအောက်ဘက်ကအရင်မဲတယ်ကွာအဲ့တော့အဲ့ဒါလေးကိုအဓိကသုံးပေးတာပါဟဲ့လား